ပရိသတ်တွေတထေးဖြစ်ခဲ့ကြတဲ့ FA Cup Round 3 Welcome to my party. We're just getting started. A life is a dream or a nightmare scarring. မင်္ဂလာပါဗျာကုခိန်းစတာဖုတ်ဘောရှိုးကနေကြိုးဆိုပါရကျွန်တော်ကုခတ်မှာတကယ်ပဲပရိသတ်တွေတထေးဖြစ်ဖို့မျှော်လင့်ပါတယ် FA Cup Round 3ပွဲစဉ်မှာကျွန်တော်တို့ပရိသတ်အားပေးမှုများတဲ့အသင်းတွေနိုင်ပွဲရခဲ့ပြီးတော့နှစ်ချက်ကွက်နင်းနိုင်ခဲ့တယ်ပေါ့နော် Man City Liverpool Chelsea စတဲ့အသင်းတွေကိုမျက်လုံးစုံမိတ်ပြီးအပေါ်ဆုံးလို့ပြောရင်တော့မှဒီပွဲတွေဒီ6ပွဲစာလောက်ရမယ့်သဘောမျိုးဖြစ်နေတယ် FA Cup ပွဲတွေကတော့ကံမို့2ပွဲကျန်နေသေးတယ် Liverpool Barnsley ပွဲနဲ့ Sheffield ဒါဆွေးနွေးအောင်ပွဲအဲ့ဒီ2ပွဲတော့ကျွန်တော် skip လိုက်မယ်ပွဲစဉ်အများစုကစားပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်ဒီပွဲတွေနဲ့ပတ်သက်ပြီးတော့ပြန်လည်ခန်းစားသုံးသပ်ဆွေးနွေးမှုကိုကျွန်တော်အရင်လုပ်လိုက်ရအောင်ဘာကြောင့်လဲဆိုတော့လေဂျာရဲ့ထဲမှာလည်း EFL Cup Semi Final ပွဲစဉ်တွေရှိသေးတယ် Premier League ပွဲစဉ်22ကိုလည်းကျွန်တော်ဆွေးနွေးရမယ့်အပိုင်းတွေရှိနေသေးတဲ့အတွက်ကြောင့်ဖြစ်ပါတယ်ခင်ဗျအဲ့တော့ FA Cup Round 3ပွဲစဉ်တွေမှာ Premier League အသင်းချင်းထိပ်တိုက်တွေ့တဲ့ပွဲမှာပြုတ်သွားတဲ့အသင်းတွေကလွဲရင်ကျန်တဲ့ Premier League အသင်းတွေထဲမှာအများစုကနောက်တစ်ဆင့်ကိုတက်ခဲ့တယ်နှစ်သင်းပဲဒီ FA Cup Round 3ကနေအောက်သင်းတွေနဲ့ကန်ပြီးတော့လက်ပြနှုတ်ဆက်ထွက်ခွာသွားခဲ့ရတာပါအဲ့တော့ဘယ်အသင်းတွေလက်ပြနှုတ်ဆက်ထွက်ခွာသွားရလဲဘယ်အသင်းတွေကနောက်တစ်ဆင့်ဘယ်လိုအခြေအနေနဲ့တက်တယ်လဲကျွန်တော်အခုပဲဆွေးနွေးကြည့်အောင်ခင်ဗျအဲ့တော့ပြောစရာဖြစ်ခဲ့တဲ့ပွဲစဉ်တွေထဲမှာပို့ပြီးတော့ပြောစရာဖြစ်ခဲ့တဲ့ပွဲက Macclesfield Town နဲ့ Crystal Palace ပွဲစဉ်ဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ Macclesfield Town ကနန်းလီယာအသင်းတစ်ဘောလုံးစင်တန်းရဗျာ Premier League နဲ့ရှင်မယ်ဆိုရင်အလှမ်းအရန်ဝေးတယ်။ဒါအပြင် Crystal Palace ကလက်ရှိ Champion သူ့ဘာလို့သူအရန်ကစားသမားတွေနဲ့ပဲထုတ်ကန်အင်ကွင်းတောင်ကောင်းကောင်းမရှိတဲ့အသင်းတစ်ဘောလုံးကွင်းရဗျာဘာအမိုးမှမရှိတဲ့အသင်းပွဲကြီးစဉ်လေးတွေကလည်းတေးသေးလေးတွေဟိုရက်ကွက်ကွင်းလောက်တာကအသင်းကိုလက်ရှိချန်ပီယံကြီးကရှုံးသွားတာပေါ့နော်ဒါက Macclesfield ကိုကျွန်တော်က respect မရှိလို့ပြောနေတာမဟုတ်ဘူးသူတို့ရဲ့စူးစမ်းအားထုတ်မှုကကြောက်ခမန်းလိလိဆိုတာပြောချင်တာတကယ်ကိုချီးကျူးဖို့ကောင်းတဲ့ level မျိုးမှာရှိတယ် Premier League ကဘာသင်းပဲဖြစ်လက်ရှိချန်ပီယံပဲဖြစ်အားကစားပေါ်မှာထားတဲ့ခံယူချက်နဲ့စိတ်တဲ့ပိုင်းကိုကျွန်တော်တော်လေးသဘောကျတယ်အဲ့တော့နောက်ဆုံးနိုင်သွားတဲ့အချိန်ပရိသတ်တွေကလည်းကွင်းထဲကိုဝင်ဆင်းပြီးတော့အသင်းနဲ့တူတူအောင်ပွဲခံကြတဲ့ပုံရိပ်တွေမြင်ကွင်းတွေကချက်သိမ်းထားခြင်းစီကကောင်းတယ်သူတို့တို့ဒီနိုင်ပွဲကတော့တကယ်ကိုမဟာနိုင်ပွဲကြီးပဲတာမန်မျိုးလုံးနဲ့ကျင့်တော့ဗျာ round 3ပွဲစဉ်လေးတစ်ပွဲနိုင်တယ်ဘာဖြစ်တယ်လဲပေါ့လေသူတို့ကြောက်လည်းမှန်တယ်လေလက်ရှိချန်ပီယံကိုနိုင်ပြီးတော့နောက်ဆင့်ကိုတက်သွားဘယ်လောက်ဒီဂုဏ်စရာကောင်းတယ်လဲအဲ့တော့အင်္ဂလန်ဒေတာတွင်လိတွေထဲမှာဆိုရင်ဒါနန်လိ level Macclesfield Town အသင်းကဒီလိုမျိုးလက်ရှိချန်ပီယံPremier League က Palace ကိုအနိုင်ကိုကြော်ဖြတ်ခဲ့တာဒီတကယ်ဟိုမှတ်တမ်းတစ်ခုလို့ဖြစ်သွားပါပြီခင်ဗျ။ကဲကျွန်တော်နောက်ထပ်ပွဲကတော့ဒါ Wrexham နဲ့ Nottingham Forest ပွဲပေါ့။ Wrexham ဒီဒပူမင်းသား Reno ပိုင်တဲ့ Championship ကအသင်းဒီ4-5နှစ်အတွင်းမှာတဟုန်တိုးတက်လာတဲ့အသင်းလို့ပဲပြောရမှာပါ။ Nottingham Forest ကတော့အရန်ကစားသမားအများစုနဲ့ပွဲထွက်ပြီးကစားစေတယ်ဆိုပေမဲ့ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက Champion League ဝင်ဖို့လက်တကန်းအလိုရောက်ခဲ့တဲ့အသင်းကိုဒါပန်နတီနဲ့အနိုင်ယူပြီးကြော်ဖြတ်ခဲ့တဲ့အတွက်ကြောင့် Wrexham ဒီလည်းတကယ်ကိုဂုဏ်စရာကောင်းခဲ့တဲ့အခိုက်အတန့်ကိုဖန်တီးခဲ့တာပါ။နောက် Everton နဲ့ Sunderland ပွဲမှာတော့ Everton ဒီအိမ်ကွင်းမှာကြေးရပြန်အကျော်ပေးထားပေမဲ့လည်း Sunderland ကိုတည်ရည်ပဲကစားနိုင်ခဲ့တယ်။ပန်နတီနဲ့ရှုံးနေပြီးတော့ Round 3ကနေပဲလက်ပြနှုတ်ဆက်ထွက်ခွာသွားခဲ့ရပါတယ်။ Wolverhampton နဲ့ Shrewsbury ပွဲကြတော့ Macclesfield Palace ပွဲနဲ့ပြောင်းမြန် Wolves က Premier League မှာပဲဘလောက်ပဲနေပါနေပါစေShrewsbury နဲ့တွေ့တဲ့အခါကျတော့ Stranglerson ရဲ့ hat-trick သွင်းကိုနဲ့အတူ 6-1 ဆိုတဲ့ရလဒ်ကိုပုံဖော်ဖန်တီးနိုင်ခဲ့ပါတယ်။ Burnley ကလည်းထိုနည်းတူပါပဲ Premier League မှာတော့တန်းစင်းစုံတနေရာမှာတဝဲလေလေနဲ့ဖြစ်နေပေမဲ့ Millwall ကိုတော့ 5-1 ဆိုတဲ့ဂိုးပြတ်ရလဒ်နဲ့အနိုင်ယူနိုင်ခဲ့တာပါ။ Fulham ကလည်း Championship မှာမာကျော်လာပါကြီးရဲ့ဆိုတဲ့ဖြတ်မြင်း level ရှိတဲ့ Boro ကို3-1 ဆိုတဲ့ရလဒ်နဲ့အနိုင်ယူခဲ့ပါတယ်။ကျွန်တော်အခုပြန်ပြီးတော့ဆွေးနွေးခဲ့တဲ့ပွဲစဉ်တွေမှာတင် Premier League အသင်းအများစုကနိုင်ပွဲရခဲ့ပါတယ်။အဲ့ဒါကြောင့်ကျွန်တော်ဒီတပတ်မှာလှုပ်ရှားကြိုက်စားတတ်မယ်ဆိုရင်ပရိသတ်တထေးဖြစ်ပြီလို့ညွှန်းဆိုပြောတာပါ။ကဲကျွန်တော်နောက်ထပ်ပြောစရာဖြစ်ခဲ့တဲ့ပွဲကတော့ Man City နဲ့ East City ပွဲစဉ်10-1 ဆိုတဲ့ရလဒ်နဲ့ Man City ကအနိုင်ရခဲ့ပါတယ်။ဒီဂိုးရလဒ်ကဒီတပတ် FA Cup Round 3မှာဂိုးပြတ်ဆုံးရလဒ်ဖြစ်ပါတယ်ခင်ဗျ။ဒါပေမဲ့ FA Cup သမိုင်းနဲ့နှိုင်းယှဉ်ပြီးပြောရင်တော့ဒါဂိုးပြတ်ဆုံးရလဒ်တစ်ခုတော့မဟုတ်ဘူးဂိုး20ကျော်သွင်းတဲ့ပွဲတော်မှာရှိခဲ့ဘူးတယ်အဲ့တော့ဒီပွဲစဉ်မှာ Pep Guardiola ရဲ့စာလောင်မွတ်သိမ့်မှုကိုကျွန်တော်တို့မြင်ခဲ့ရတယ်
Easter ဆိုတာဗျာ Man City နဲ့ရှင်လိုက်ရင်ဘာမှမဟုတ်တဲ့အသင်းကလေးတွေထည့်ကန်တော့မှနိုင်တဲ့ level မျိုးမှာ Reinders တို့ Shaki တို့အသစ်ခေါ်ထားတဲ့ Semenyo အာလင်းဟာလန်အကုန်ထည့်ပြီးတော့ကန်တယ် Semenyo ထဲတာထားလိုက်တော့အခုမှရောက်လာတဲ့ကစားသမားစမ်းသုံးကြည့်တဲ့သဘောမျိုးပဲတိုးတော့တချို့ကစားသမားတွေကအဲ့တလောက်ထိမလိုဘူးပေါ့နော်ဒါပေမဲ့ Pep Guardiola ထည့်သုံးတယ်ဂိုးတွေသွင်းတယ်ဒီပွဲမှာကျွန်တော် Man City ရဲ့ကစားသမားတွေတဲမှာသဘောကျခဲ့တဲ့ကစားသမားလေးက Mac Aidu ဆိုတဲ့ကစားသမားလေးကိုအတော်သဘောကျတယ်တပွဲလုံးဂိမ်းထဲရလိုမျိုးလှုပ်ချင်တယ်လို့လှုပ်နေတဲ့ကစားပုံပါမြင်တွေ့ခဲ့ရတာပါ Easter City ကစားသမားတွေကိုကစားသမားလို့တော့မထင်ဘူးဘောလုံးကိုသူတယောက်တည်းတောက်လျှောက် channel တွေကလည်းဆွဲပြေးတယ်အထဲတွေကလည်းဝင်ပြေးတယ်ကန်သွင်းမှုတွေလုပ်တယ်ဘောလုံးပေးပို့မှုတွေလည်းလုပ်တယ်သူတယောက်တည်းကိုလှုပ်ချင်တိုင်းကိုလုပ်နေတာပါအတော် individual ကောင်းတဲ့ကစားသမားလို့ပြောရမှာဖြစ်ပါတယ်ကဲကျွန်တော်နောက်တစ်ပွဲကတော့ Newcastle United နဲ့ဘုံမောက်ကျွန်တော်အားလုံးထင်ခဲ့သလိုပဲဘုံမောက်ကိုအနိုင်ရဖို့မလွယ်ခဲ့တဲ့အတွက်တေပွဲတင်ပွဲဖြစ်သွားတယ်ပယ်နတီကန်သွင်းတဲ့အခါမှာတော့ Newcastle အသင်းဟာအနိုင်ယူနိုင်ခဲ့ပါတယ်ဟုတ်ကဲ့ကျွန်တော်ညီကိုတွေဘလုံးကစားခြင်းနေဆိုရင်တော့ Senior Dodgers စီမှာ iBet ကို9 3 နဲ့မောင်း9 6တို့ကိုမမသိနေပြအပူစုချိန်နဲ့လူကြီးသွားကစားလို့ရတယ်လို့ဘန်းငွေလည်းကစားနိုင်ပါတယ်အသေးသေးခြင်းနေဆိုရင်တော့ဘဘနံပါတ်39 8938မှာဆက်သွယ်စုံစမ်းမေးမြန်းလို့ရပါတယ်ခင်ဗျโอเคအဲ့တော့ကျွန်တော်ညနေပွဲတွေကိုထပ်ပြီးတော့ပြန်လည်ဆွေးနွေးကြည့်အောင်နော်စပါကတော့ရှုံးကောင်းနေသေးလို့ဆိုရမှာပါပရီးမီးယားလိမှာလည်းရလက်မတည်ငြိမ်သလို FA Cup မှာလည်း Aston Villa ကိုရှုံးပြီး FA Cup Round 3ကနေပဲစောစီးစွာလက်ပြနှုတ်ဆက်ထွက်ခွာသွားခဲ့ရပါတယ်Charlton နဲ့ Chelsea ပွဲစဉ်မှာတော့ Chelsea က 5-1 ဆိုတဲ့ရလက်နဲ့အနိုင်ယူပြီးတော့နီးပြတဲ့ Liam Rosinia ရဲ့လက်ခမောင်းခတ်တန်ကိုကြားခဲ့ရမှာပေါ့နော်တိုးတော့ပြောဖို့ကတော့စောနေသေးတယ်ကန်ရတဲ့အသင်းဟာ Charlton ဖြစ်တဲ့အတွက်ကြောင့်ဒီ Chelsea နဲ့ရှင်မယ်ဆိုရင် Club စင်တန်းကော League စင်တန်းကောအရင်ကိုကွာဟနေသေးတယ်တိုးတော့လက်ရလေးတစ်ခုတော့ကျွန်တော်မြင်ခဲ့ရတယ်ပေါ့ဗျာ Liam Rosinia ကဘယ်လိုကစားတတ်တယ်ဘယ်လိုမျိုးကစားသမားတွေကိုဘယ်နေရာမှာထားပြီးတော့ဗျူဟာပိုင်းကိုချမှတ်တယ်ဘာညာပုံတံမျိုးပေါ့အဲ့တော့ Rosinia တယောက် Charlton နဲ့ပွဲစဉ်မှာချီချူထောပနာပြုခံခဲ့ရပေမဲ့ဆက်လက်ပြီးသူအစမ်းသက်ခံအောင်မယ်အနည်းဆက်ဆုံးဒါ Arsenal နဲ့ EFL ကပထမအကျော်ပွဲစဉ်ဖြစ်ပါတယ်ဒီပွဲမှာတခုခုလုံးပြနိုင်မှသာသူကဘလို့အနေထားမျိုးရှိလဲဘလို့အရေးသွေးမျိုးရှိလဲကျွန်တော်တို့ကောင်းစွာစာဖတ်လို့ရမှာပါအခုပွဲကတော့နိုင်သွားတယ်မစိုးဘူးဆိုရင်လည်းဒီထက်ပိုပြီးတော့ချီကျူးလို့မရတဲ့အခြေအနေမျိုးဖြစ်ပါတယ်နောက်တစ်ပွဲကတော့ဒါဘီကောင်တီနဲ့ Leeds ပါ Leeds က 3-1 ဆိုတဲ့ရလက်နဲ့အဝေးကွင်းမှာအနိုင်ယူနိုင်ခဲ့သလို Portsmouth ကိုလည်း Arsenal က 4-1 နဲ့အနိုင်ယူခဲ့ပါတယ်တကယ်တော့ Portsmouth Arsenal ပွဲဆိုရင်မိနစ်90အပြည့်ကြည့်တဲ့သူဆိုရင်သိလိမ့်မယ် Portsmouth ကလေမမချာချာနဲ့ဟို Arsenal ကိုတုံ့ပြန်ကစားခဲ့တာတချို့ကစားသမားတွေထဲမှာလှုပ်ရှားလို့ရတဲ့သူတွေပါတယ်ဒါပေမဲ့အခွင့်အရေးကိုမိမိကအသုံးချနိုင်မှုမှာအသင်းနဲ့အသင်းငယ်ကြားတွေကကွာဟချက်လို့ပဲဆိုရမှာဖြစ်ပါတယ်အဲ့တော့ကြောင့် Arsenal ကဂိုးပြက်ရလက်နဲ့အနိုင်ရခဲ့တာပါသူတို့ရဲ့အဓိကပွဲထွက်ကစားသမားအများစုကိုအာကြီးကလည်းအနာပေးနိုင်ခဲ့ပါတယ်ကျွန်တော်နောက် Watson ပေါ့နော်ကျူပီယာကို 2-1 ဆိုတဲ့ရလက်နဲ့အနိုင်ယူနိုင်ခဲ့ပါတယ်အဲ့တော့ကြောင့် Watson လိုမျိုးလက်ရှိချိန်ဖောင်မကောင်းတဲ့အသင်းတော်မှာဒါအောက်ကအသင်းတွေနဲ့တွင်နိုင်တယ်ဆိုတဲ့သဘောမျိုးဖြစ်ပါတယ် United ကတော့ကန်ဆိုးတယ်လို့ပဲပြောရမှာပေါ့နော်Brighton ကို 2-1 ဆိုရရလက်နဲ့အိမ်ကွင်း Old Trafford မှာရှုံးခဲ့တယ်ကျွန်တော်တို့ဒီပွဲကြိုတွေမှာပြောခဲ့တယ်လို့မျိုးပဲ United ကပွဲချက်အိမ်ကွင်းမှာ Premier League အသင်းတစ်သင်းနဲ့ပဲရင်ဆိုင်ရတာပါတကယ်ကစားတဲ့အခါမှာကျတော့စိတ်အားထက်သန်မှုဘိုင်းတွေပျောက်နေတယ်နီးပြတဲ့ကစားသမားတွေကြားထဲကအစည်းကပ်မှုကိုကျွန်တော်တို့မတွေ့ခဲ့အောင်ပေါ့နော်တကယ်ကိုရှုံးတင်ရှုံးထိုက်တဲ့ပွဲတင်တစ်ပွဲလိုပဲထင်ပါတယ်ခင်ဗျအဲ့အတွက်ကြောင့်Africa Round 3ကနေစောစီးစွာလက်ပြနှုတ်ဆက်ထွက်ခွာသွားခဲ့ရပြီးတော့တလုံးနဲ့တော့မျှော်လင့်လို့ရတဲ့ဖလားတစ်လုံးကိုလည်းလက်လွတ်ခဲ့ရပြီလေဖြစ်ပါတယ်ခင်ဗျ